ဒီလန်းတွေအများကြီးထဲကမှအမှန်တကယ်ပေါင်မြောက်အောင်လိုက်နီ2020ခုနှစ်လောက်ကဂန္ဓာရီလန်းရှောက်နေတဲ့လူထူးလူဆန်းတဦးနဲ့စုံတွေ့ခဲ့ရပါတယ်။ကိုယ့်ရဲ့ကံကိုကဝိဇ္ဇာစစ်စစ်ကြီးတွေတမထဝိပဿနာထိတ်တန့်ပေါင်မြောက်နေတဲ့ဆရာကြီးတွေနဲ့တရင်တနည်းအနီးကပ်ပြောဆိုဆွေးနွေးခွင့်ရခဲ့တဲ့သူပါ။ဖားအောင်ဆရာတော်ကြီးနှစ်ရွက်ကိုတောင်ဆရာတော်ကြီးကထိကင်ခွင့်ပေးခဲ့ဘူးတာဆိုရင်တီးလောက်ရောပေါ့။ဆက်ပြောရရင်ဂန္ဓာရီလန်းမှာသူကစူလဂန္ဓာရီအဆင့်အောင်ပြီးတဲ့သူမဟာဂန္ဓာရီလန်းကိုကူးနေသူတူဆိုတာကိုကျွန်တော်အကြိမ်ကြိမ်စမ်းသပ်စစ်ဆေးပြီးသိရှိထားပါတယ်။အဝိဇ္ဇာအဆင့်ပြီးထားတဲ့သူလို့ပြောရမှာပေါ့။သားနဲ့မယားနဲ့တိုင်းနဲ့ကားနဲ့ဗန်စာအုပ်ထဲမှာငွေအပြည့်သူ့ဗန်စာအုပ်ကအစားကျွန်တော်ကြည့်ထားလို့သေချာသိပါတယ်။သူစီကပဒီလန်းတလန်းကိုတေးချာချာရခဲ့ပါတယ်။ကိုယ်တိုင်ကျင့်ကြည့်တာပေါ့။ထူးတာကလက်လာပအရန်ပွင့်ထွေထွေကိစ္စတွေအတွက်အရန်ကောင်းတာကြုံရတယ်။သူ့မိတ်ဆွေတွေသိန်းပေါင်းထောင်ချီတောင်းချီသိန်းချီလုံနေတဲ့လုပ်ငန်းရှင်တွေကအစစိတ်တယ်လို့ပြောပါတယ်ကျွန်တော်ကလည်းကျွန်တော်နဲ့မိတ်ဆွေဖြစ်တဲ့ဝန်ထမ်းတွေကိုယ်ပိုင်လုပ်ငန်းရှင်တွေမိခိုနေသူတွေအဖွားတွေအစုံလူစုံပေးပြီးစမ်းသပ်ခိုင်းခဲ့တာအင်မတန်ထူးလို့အကျိုးပေးလို့ကြိုက်လို့ဆွဲမြဲမြဲစိတ်နေကြတယ်လို့သိရပါတယ်နတ်လန်းညုံလို့ဆိုရမယ်အိမ်မက်လန်းညုံမှုတွေကြားလာတယ်ကိုယ်တိုင်စမ်းကြည့်ရင်သိလာပါလိမ့်မယ်ဆရာစားမချမ်းပဲအောက်မှာပေါ်ပြပေးထားပါမယ်သူကတေးသေးချာချာမှာပါတယ်ဂုံတော်နဲ့မြစ်တာပဲတေးသေးချာချာအဓိကပင်တိုင်ထားပြီးတော့ပွားပါတဲ့ခုခေတ်ကာလအခြေအနေရပြေးရလွားရရှာရဖွေရနဲ့မို့ကြံတာဘာမှမရွတ်လဲရပါတယ်တဲ့သူကအဲ့ဒီလမ်းကပဲတက်တာပါတဲ့သူ့ဘဝအစကတောကတက်လာတာပါတဲ့အခုတော့တိမ်လေးချောင်းဇွန်စားချောင်းတစ်ချောင်းရေတွင်းရေကန်အများကြီးလူပြီးပါပြီတဲ့စာတင်တိုက်တန်ဃာတော်တွေယာနဲ့ချီပြီးလာစဉ်စံလူတာစွန်းလူတာတွေလည်းလုံနေပါတယ်အခုတော့အဝိဇ္ဇာအဆင့်ကနေမဟာဂန္ဓာကြီးလမ်းလျှောက်ရင်ဝိပဿနာကူးနေတယ်လို့ပြောပါတယ်နီးကဒီလိုပါဗျာနံပါတ်1စဝင်မဲ့နေ့ဘုရားကျောင်းဆောင်ရှိမှာတရဏဂုံနဲ့၅ပါးသီလခံယူပါနံပါတ်2ဘုရားတပည့်တော်ယနေ့မှစပြီး108ရက်တိတိဂုံတော်9ပါးကိုပတိ12ပတ်သို့မဟုတ်1296ကြိမ်ရွတ်ဖတ်ပူဇော်ပွားများပါမယ်ဗုဒ္ဓနုတ္တိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပံနောဒုက္ကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထဒေဝမနုဿာနံဗုဒ္ဓောဘဂဝတိဂုံတော်9ပါးလုံးရွတ်ပြီးမှပတိတလုံးချအနည်းဆုံး12ပတ်အလုတ်သိမ့်များတဲ့သူတွေကတာလီနဲ့စိတ်ပါတယ်နံပါတ်3တရက်လို့ဆိုတဲ့24နာရီအတွင်းပတိ12ပတ်သို့မဟုတ်တာလီနဲ့ဆိုရင်1296ကြိမ်စိတ်ပါတဲ့အချိန်မှန်နေရာမှန်စရာမလိုပါဘူးတဲ့လျောင်းထိုင်ရက်သွားစိတ်နဲ့ပွားရင်စိတ်ပါနောက်ကရွတ်လိုက်စိတ်ကရွတ်လိုက်နဲ့စိတ်ရင်ပူဇော်လဲရပါတယ်တဲ့မိမိရဲ့ကိုကြည်ညိုတဲ့ဘုရားမှာထားပါသို့မဟုတ်ဂုံတော်အပေါ်မှာပဲအာယုံစိတ်စူးစိုက်ထားပါတဲ့1296ကြိမ်ဆိုတာဘောတွန်လိုင်းနှိမ့်စုံထားပြီးစိတ်ရမှာပါအဲ့ဒီပုံကိုကြီးကတော့2000 3000နေ့စဉ်ပူဇော်ဖြစ်ပါတယ်တဲ့နံပါတ်4နေ့စဉ်ပြီးတိုင်းတစ္ဆာဆိုဆုတောင်းမှာအများဝေပါတစ္ဆာဆိုတာကတရားရှိရလုံးလုံးဆုတောင်းတစ်မျိုးတည်းကိုမပြောင်းရပါဘူးနံပါတ်5အကျွန်ုပ်ဒီဗုဒ္ဓဘုရားရှင်ကိုတော်မြတ်ကြီးကိုရည်မှန်းပြီးဂုံတော်9ပါးကိုပတိ12ပတ်သို့မဟုတ်1296ကြိမ်ရွတ်ဖတ်ပူဇော်ပွားများပြီးပါပြီဤစကားသည်မှန်ကန်ပါ၏ဤမှန်ကန်သောသစ္စာစကားကြောင့်သစ္စာတရားတော်၏တကူအာနုဘော်ကြောင့်ကျမ်းမာချမ်းသာပြီးစည်းစိမ်ဥစ္စာယရနာတို့နှင့်ပြည့်စုံစွာခံစားရပြီးသာသနာတော်ကိုထောက်ပံ့နိုင်တော်သူဖြစ်ရပါလို့၏ဤကုသိုလ်အဖို့သည်နိဗ္ဗာန်မတ်ဖို့သို့လင်းမြန်စွာရခြင်း၏အကြောင်းအထောက်အပံ့ဖြစ်ရပါစေတည်းအဲ့ဒီလိုသစ္စာ3ချက်နဲ့ဆုတောင်းပါတဲ့နံပါတ်6အမြဝေပါမေတ္တာပို့ပါနံပါတ်9ဘုရားတရားတန်ခါမိဘဆရာသမားတွေကိုအမြဲမပြတ်ပူဇော်လေအစွမ်းထက်လေအကျိုးကြီးလေပါပဲနံပါတ်7ဘဝမှာအနည်းဆုံးတရားရှိရဲ့အဋ္ဌံကို6ကြိမ်အောင်မြင်အောင်ကျင့်ထားသင့်တယ်လို့ဆိုပါတယ်နံပါတ်9အောင်မြင်အောင်စိတ်နိုင်ပါလားဆိုတာကတော့ကိုယ့်ရဲ့ဇွဲလုံးလားဝိလိယကိုစမ်းသပ်ကြည့်ပေါ့နံပါတ်10တကယ်လုံးမှတကယ်ရမှာပါအားလုံး10ချက်ပါမရှင်းရင်အစကပြန်ဖတ်ပါအခုခေတ်ပတိသမားတွေပတိလေး6ကြီး6ချက်စိတ်ပြီးမထူးဘူးဘာညာអော်နေတဲ့သူတွေ10ချက်သေချာဖတ်ပြီးစိတ်ကြည့်စမ်းပါဗျာကိုရရှိထားတဲ့ယုံနံကအကုသိုလ်ဒုကြီးဘယ်လောက်ပါလာလဲကိုမှမသိနိုင်တာနော်သူ့နီးက12ပတ်စိတ်ခိုင်းတာပဲအဲ့ဒါတော့ဘောတွန်လိုင်းကိုအနှိမ့်ဆုံးစိတ်ပါတဲ့ပတိလန်းပေါင်းမြောက်အောင်မြင်နိုင်ကြပါစေအစစအရာရာအစဉ်ပြေကြပါစေသာသနာတော်ကိုထောက်ပံ့နိုင်သူများဖြစ်ကြပါစေဆရာဆိုင်ထိုင်မဟာစက္ကဗျူဟာစန်းရဲ့စောင်းပါးလေးတစ်ပုဒ်ကိုပြန်လည်တင်ဆက်ပေးခြင်းသာဖြစ်ပါတယ်အားလုံးပတိလန်းပေါင်းမြောက်အောင်မြင်နိုင်ကြပါစေ